ဝူခုံးဟာဓာတ်တစ်ချက်တင်းနဲ့နှစ်ပိုင်ပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ချန်ဖင်းလုံးဝမထင်ထားခဲ့တာကဝူခုံးဟာလုံးဝတေမျိုးမဟုတ်ဘူးဆိုတာပါပဲပြက်ရွှာသွားတဲ့တန်ရဟာချက်ချင်းဆိုသလိုပြန်ဆက်သွားခဲ့ပါတယ်မကြခင်တုန်းကအမောင်မော်စရာတယောက်ဟာမကောင်းဆိုးဝါးဝူခုံးရဲ့အပိတ်ဆို့ကိုဖွင့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝူခုံးဟာသူ့ပတ်ဝန်းကျင်ကလူအလုံးကိုတပ်ဖြတ်ခဲ့ပြီးမြို့ထဲကိုဝင်ရောက်ကအပြစ်မဲ့ပြည်သူတွေကိုစတင်တပ်ဖြတ်ပါတော့တယ်တစ်ချိန်တည်းမှာပဲချန်ဖင်းဟာဖီနစ်ငှက်ရဲ့ဆွမ်းနောက်ကိုမတော်တဆနှိုးထားစေခဲ့ပါတယ်သူဟာမြို့ထဲကိုအပြေးဝင်သွားပြီးဝူခုံးရဲ့ထိတ်တိုက်ချင်းဆိုင်ခဲ့ပါတယ်ချန်ဖင်းဟာတုံဆိုင်မမီပဲထပ်ပြီးရှေ့ကိုတိုးဝင်သွားခဲ့ပေမယ့်ဝူခုံးကသူ့လက်မောင်းကိုချက်ချင်းဖမ်းဆုပ်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့တကူလုံးမီးတောက်တွေတောက်လောင်လာပါတယ်ဝူခုံးဟာနောက်ဆုံးမှာတော့သူ့ရဲ့စစ်မှန်တဲ့စွမ်းအားကိုထုတ်ဖော်ပြသလိုက်ပါတယ်သူဟာချန်ဖင်းကိုဖမ်းဆွဲပြီးမြေကြီးပေါ်ကိုအကြမ်းပတမ်းစောင့်ချလိုက်ကပြင်းထန်တဲ့လက်သီးတစ်လုံးနဲ့ထပ်မံထွန်းလှန်လိုက်ပါတယ်အဲ့ဒီအချိန်ကြောင့်မြေကြီးတစ်ခုလုံးတုံခါသွားခဲ့ပါတယ်ချန်ဖင်းကိုအလဲထိုးပြီးတဲ့နောက်ဝူခုံးဟာအကူအညီမဲ့နေတဲ့ပြည်သူတွေစီပြန်ထမ်းသွားပြီးသူတို့ကိုမီးလောင်တိုက်သွင်းဖို့ပြင်ဆင်ပါတော့တယ်အရေးကြီးတဲ့အချိန်လေးမှာပဲချန်ဖင်းဟာအချိန်မီရောက်လာပြီးမီးတောက်တွေကိုသူ့ရဲ့အတောင်ပံနေနဲ့ကာကွယ်လိုက်ပါတယ်ပြီးတော့သူဟာအစွမ်းကုန်တုံးပြီးဝူခုံးကိုလက်မောင်းနှစ်ဖက်နဲ့ရစ်ပတ်ဖမ်းဆွဲကကောင်းကင်ဘော်ကိုတန်းတန်းမတ်မတ်ပြန်တက်သွားခဲ့ပါတယ်မီတာတကောင်းအမြင့်ကိုရောက်တဲ့အခါချန်ဖင်းဟာအပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်လိုက်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲရလဒ်ကတော့မျောလင်းချက်မဲစရာပါမယ်ဝူခုံးဟာလုံးဝအထီးအခိုက်မရှိခဲ့ပါဘူးသူကလောင်ပြောင်တီးမရလိုက်ပြီးချန်ဖင်းကိုအေးဆက်ဆက်လောင်ပြောင်းလိုက်ပါသေးတယ်ချန်ဖင်းကဘာမှပြန်မပြောပါဘူးသူဟာလက်တင်ကေတာလေးဖန်တီးပြီးဝူခုံးစီကိုတိုက်ရိုက်ချင်းရွယ်လိုက်ပါတယ်နေနေပြီးခမ်းနားတဲ့အတန်းကြီးတစ်ခုဟာကောင်းကင်ရံမှာဖြည်းဖြည်းချင်းပဲ့တင်ထပ်သွားပါတယ်ဝူခုံးဟာဒါကိုဗုဒ္ဓရဲ့တန်းခွက်တစ်ခုမှတိလိုက်တာကြောင့်ချက်ချင်းပဲထိတ်လန့်သွားပါတယ်နောက်စက္ကန့်မှာပဲရေယာမအလင်းတန်းကြီးတစ်ခုကောင်းကင်ကနေကျဆင်းလာပါတယ်ဝူခုံးဟာချက်ချင်းဖိနှိပ်ခံလိုက်ရပေမဲ့ရှိသမျှခွန်အားတွေသုံးပြီးရုံးကန်ကဖြည်းဖြည်းချင်းပြန်ထလာဖို့ကြိုးစားပါတယ်ချန်ဖင်းဟာသူ့ရဲ့အကန့်အသတ်ကိုရောက်နေပြီဆိုတာချက်ချင်းသိလိုက်ပါတယ်သူ့ပကြက်ထက်ကသွေးနဲ့အဆက်မပြတ်ထွက်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအစွမ်းထက်တဲ့စွမ်းအားတစ်ခုကသူ့ခန္ဓာကိုယ်ထဲကိုရုတ်တရက်စီးဝင်လာပါတယ်ချန်ဖင်းလှိတ်ကြည့်လိုက်တဲ့အခါပြည်သူအလုံးတစ်စိတ်တစ်ဝန်းဒီရက်တည်နေကြပြီးသူတို့ရဲ့ခွန်အားအလုံးကိုသူ့စီပေးအပ်နေတာကိုတွေ့လိုက်ရပါတယ်ချန်ဖင်းဟာသူတို့ကိုစိတ်ပြတ်အောင်မလုပ်နိုင်ဘူးဆိုတာသိလိုက်ပါတယ်သူဟာဒေါဘကြီးအော်ဟစ်လိုက်ပြီးရွှေရောင်အလင်းတန်းကြီးတစ်ခုပေါက်ခွဲထွက်လာပါတယ်မိကိုကင်းစင်သွားတဲ့အခါမှာတော့ဝူခုံးဟာတေးသေးတော့ကလေးငယ်လေးတယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်